အဲ့ဒီချိန်မှာပဲကျမယောက်ျားကအခန်းတစ်ဖက်ကနေဖုန်းစခရင်ကိုကြည့်ပြီးအော်ဟစ်လိုက်တာကြောင့်သမီးလေးနိုးပြီးလန့်အောင်ငိုပါလေရောသူကစိတ်ပြတ်တဲ့မျက်နှာနဲ့လှမ်းကြည့်တယ်ခမရသမီးငိုနေပြီလေလို့အော်စတင်ကအေးဆက်ဆက်လေတံနဲ့ပြောလိုက်တော့ကျမယောက်ျားကဖုန်းကိုမျက်တောင်မခတ်စိုက်ကြည့်ရင်ခဏနေတိတ်သွားမှာပေါ့လို့ပြန်ပြောတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်ကျမရင်ထဲမှာတခုခုအစိတ်စိတ်အမော်မှာကျိုးခဲ့သွားတယ်လို့ခံစားလိုက်ရတယ်အော်စတင်ကကျမယောက်ျားကိုစိုက်ကြည့်ပြီးဒီအလုပ်လုပ်ရင်ကျွန်တော်ကိုအဆိုးဆုံးခံစားရစေတဲ့အရာကဘာလဲသိလားယောက်ျားအချို့ကသူတို့ဇနီးတွေကိုဒီလိုနှိမ့်ချဆက်ဆံတာကိုမြင်ရတာပဲကျွန်တော်အမြဲတွေးမိတယ်ဒါသာကျွန်တော်ဇနီးဆိုရင်သူ့လက်ကိုတစ်စက္ကန့်မှမလွတ်တမ်းစုပ်ကင်ထားမှာအမေကနေမကောင်းတဲ့အဖွားစီအတင်းခေါ်လာလို့စိတ်မပါပဲလိုက်လာတဲ့ဆယ်ကျော်သက်ကလေးတယောက်လိုဖုန်းကြီးပဲထိုင်ဆော့မနေဘူးလို့ပြောချလိုက်တယ်ကျမယောက်ျားဝန်းကနေထွေးလိုက်တာဖုန်းတောင်ကျမ်းပြင်ပေါ်ပြုတ်ကျသွားတယ်မင်းကတောက်ယူမို့လို့ငါ့ကိုလာဆရာလုပ်နေတာလေအော်စတင်ကပခုံးတွန်းပြပြီးခမရသမီးနောက်ဆုံးပဲအချိန်ကနှုတ်ဆိုထားလဲဆိုတာတီးတဲ့လူတယောက်မို့လို့ပေါ့လို့ပြန်ပြောပြီးသမီးလေးကိုအသားအရာချပေးကအခန်းထဲကနေထွက်သွားခဲ့တယ်ကျမယောက်ျားကဒေါသတကြီးနဲ့ဒီကောင်အလုပ်ပြုတ်စေရမယ်လို့អော်တယ်ကျမကသူ့ကိုစိုက်ကြည့်ပြီးသမီးလေးနာမည်ပါလဲလို့မေးလိုက်တယ်သူကပြပြတလဲနဲ့ဟန်ကိုဖို့ရေးလိုက်ပြီးဟာသိတာပေါ့သမီးနာမည်ကပြီးတော့အခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်သူ့အဖြေကိုမသိဘူးသူ့လက်တွေကဖုံးစီကိုပဲအလိုလိုလှမ်းသွားမိတယ်ဖုံးထဲမှာအဖြေရှိနေနိုင်မလားဆိုတဲ့အတိုင်းပေါ့